အားလုံးပဲမင်္ဂလာပါရှင်စာရေးထောက်ဆောင်နေပြန်လဲကြိုဆိုလိုက်ပါတယ်ယခုတင်ဆက်ပေးမယ့်အကြောင်းလေးကတော့သူမရဲ့နောက်ဆုံးယောဂအခြေအနေနဲ့အတူစင်မောမှာပြောပြလိုက်တဲ့စကားတစ်ခုကြောင့်ပရိသတ်တွေဝန်းထဲကတနာကယုနာတခြင်းခံနေရတဲ့ဝမ်စုခိုင်သိန်းရဲ့အကြောင်းလေးကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်ဝမ်စုခိုင်သိန်းကတော့အကြောင်းရင်းတစ်ခုကြောင့်ပရိသတ်တွေတနာကယုနာတခြင်းကိုခံနေရတာလည်းဖြစ်ပါတယ်အထူးသဖြင့်သူမရဲ့ခံစားချက်တွေကိုတခြင်းဆိုရင်းနဲ့ဖွင့်ချလာခဲ့ပြီးမှပရိသတ်တွေကဝမ်စုခိုင်သိန်းအတွက်ဝမ်းနည်းခဲ့ရတာလည်းဖြစ်ပါတယ်ဒါအပြင်ဝမ်စုခိုင်သိန်းကသူမတခြင်းမဆိုနိုင်တော့တဲ့အခြေအနေကိုမီဒီယာတွေကနေတဆင့်ပရိသတ်တွေကိုအသိပေးလာခဲ့တာလည်းဖြစ်ပါတယ်။ဝမ်စုခိုင်သိန်းဟာအားလုံးသိကြတဲ့အတိုင်းပဲနာမည်ကြီးထိပ်တန်းအောင်မြင်နေတဲ့အမျိုးသမီးဆိုတော့ပါ။ဒါပေမဲ့လည်းအခြေအနေမှာတော့ကံမကောင်းခဲ့ပါဘူး။ဝမ်စုခိုင်သိန်းကအခုဆိုစွေးပြစ်တစ်စဲနဲ့လက်ထပ်ထားတဲ့မင်းသားဟေဝယံအစောတော်အောင်လာနဲ့တရေကြီးဥက္ကာမြေကျော်အပါအဝင်တော်တော်များများနဲ့ချစ်ဆက်ခဲ့ပူပေမဲ့တန်မိုးထားအချစ်မခံရဘဲနဲ့လမ်းခွဲခဲ့ရတာများပါတယ်။ဒါကြောင့်ပရိသတ်တွေကဝမ်စုခိုင်သိန်းကိုတနာကြတာလည်းဖြစ်ပါတယ်။အခုဆိုရင်တော့ဟေဝီယန်နဲ့ဆိုဗီယက်တစ်မင်္ဂလာဆောင်တော့တစ်ချိန်ကမင်္ဂလာဆောင်ခွင့်မရခဲ့တဲ့ဝမ်စုခိုင်သိန်းကိုတနာနေကြတာလည်းဖြစ်ပါတယ်။ဝမ်စုခိုင်သိန်းဟာဟေဝီယန်နဲ့တာမကအခြားသောအောင်လာအပါအဝင်ချစ်သူတွေနဲ့လည်းအဆင်မပြေခဲ့တဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။ဒါကြောင့်ဝမ်စုခိုင်သိန်းကတယောက်တည်းဖြစ်တတ်နေရတာလည်းဖြစ်ပါတယ်။ဝမ်စုခိုင်သိန်းကစင်မော်မှာသူမကိုဒီဘဝမှာတန်မိုးထားပြီးတော့ချစ်မဲ့သူမရှိကြောင်းရင်ဖွင့်လာခဲ့သေးပါတယ်တွေ့ရှိရပါတယ်။ဒါကြောင့်လည်းပရိသတ်တွေကတနာကြပါတယ်။ဝမ်စုခိုင်သိန်းကတော့သူမဟာနှာခေါင်းနဲ့လည်ပင်းနားမှာနိုင်ရင်နောက်ပြန်ရှိနေတဲ့ဝေဒနာကိုခံစားနေရကြောင်းဒါကြောင့်အတန်အိုးလေးထိပြီးတော့နောက်ဆိုရင်တချင်းတွေချိုးပွဲတွေမဆိုနိုင်တော့ဘဲနဲ့နိုင်ရတော့မယ်လို့ပြောလာခဲ့တာလည်းတွေ့ရှိရပါတယ်ရှင်။ကျမတို့ရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်။ ကျေးဇူးအားပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုအထူးကျေးဇူးတင်ပါတယ်။နောက်နေ့တွေမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေနဲ့အတူပြန်လာခဲ့ပါအောင်မယ်ရှင်။ ကျမတို့ရဲ့ channel လေးကို subscribe လေးလုပ်ပေးခဲ့ပါဦးရှင်။အားလုံးကိုအထူးကျေးဇူးတင်ပါတယ်။